မင်္ဂလာပါဒီနေ့ဆိုမျိုးထမှာရှိရမိပန်းပွဲတော်တွားကြည့်တဲ့အညီကိုတွေတွဲပေါ့နော်ကျွန်တော်ဟိုအကြံပေးရှင်တယ်ပေါ့နော်ဒီတွားကြည့်မင်ကြီးကိုလဲစောတွားရင်ပို့ပြီးအဆင်ပြေတယ်ပေါ့နော်လူရမ်းများပါတယ်နော်မိပန်းပွဲတွားကြည့်မှဆိုနေရာမရှိဘူးနေရာရဖို့ဆိုစောတွားလေပိုကောင်းလေပေါ့နော်3နာရီလောက်တွားထားရင်ပိုပြီးအဆင်ပြေတယ်ပေါ့နော်ချိန်တွားရဲ့နေရာရတယ်ပေါ့နော်ဒီ6နာရီကျော်လောက်တွားရင်တော့နေရာမရှိတော့အချိန်ကျမတည့်ရမတည့်တွေကြည့်ရမှာအချိန်ကျစင်မပြေတော့ဒီအစားအသောက်တွေဝယ်မယ်ဆိုရင်လည်းအပြင်ကနေတခါထဲဝယ်သွားရင်ပိုပြီးအဆင်ပြေတယ်ဘာလို့လဲဆိုတော့ဒီကိုတို့ဒီအထက်ရောက်လို့ကိုထက်တောက်ရှင်နေဘာညာစားရှင်နေဆိုအပြင်တော့ဝယ်တော့အထက်ပြန်ဝင်ဖို့တအားခက်တယ်အထက်ပြန်ဝင်ဖို့ဆိုလူတော်တိုးရတယ်ကိုနေရာရောက်ဖို့ဆိုမလွယ်တော့တွားလို့အရန်ကောင်းတယ်ပေါ့နော်ဒီချိန်ကရတီတူလည်းအေးဆဆအေးနေတဲ့အချိန်တော့တော်တော်လေးကောင်းပါတယ်အမှတငယ်ရှင်းနေတဲ့ဥမာကိုချစ်သူကောင်မလေးတွေနဲ့ပေါ့နော်ဥမာအရက်လေးတောက်လိုက်ဘီယာလေးတောက်လိုက်မိဘလေးကိုကြည့်လိုက်ပေါ့နော်ဒီငင်းလေးခံလိုက်ဆိုတော့ရန်ကောင်းပါတယ်တွားချင်းတဲ့ငီကိုတွေတွေ့ပေါ့နော်အလုပ်ပေးရနေလဲတိုးရဆိုတော့လူအရန်များမှာပေါ့နော်စနေနေ့ဖြစ်တဲ့အတွက်လူတော်တော်များမှာပါတွားကြည့်မငီကိုတွေပေါ့နော်အားလုံးပဲအဆင်ပြေကြပါစေလို့진짜 오 미안